အမလေးတရား တရေမဟုတ်ပါဘူးကိုကြီးရဲ့ အဲ့ဆိုနင်ပါလေ ဟိုကျမလားဟိုစားနဲ့ပိန်နဲ့ပြောရမယ်ဆိုရင်တော့ပြည့်တစားပေါ့ဟိုကြပြဆန်းဆန်းလေးပြောရမယ်ဆိုရင်တော့ညံ့ငှက်ကလေးပေါ့ကိုကြီးရဲ့ဟိုခရိုင်ရိုင်းပြောရရင်တော့ဖော့ကာပေါ့ ဟောကြပြဆန်းလိုက်တဲ့ဖော်ကာရဲ့ကဲဖော်ကာအဖော်ရှာတဲ့ကိစ္စဘာလဲပြော ဟိုအဲ့ဒါလေဟိုညီမလေးလူဆွေဦးမပေါက်တယ်လို့အော်ကိုကြီးဖောက်ပေးပါလား ဖောက်ချင်တာပေါ့ညီမလေးဒါနဲ့လေညီမလေးကိုဈေးဥဖောက်ဖို့ဆိုတာလေကိုကြီးအစတီနဲ့တက်ရိုက်ပတ်သက်နေတယ် အော်ဟိုအဲ့ဒါဆိုရင်ကိုကြီးအာစီကိုဖောက်ခိုင်းလိုက်လေ ဟာမရသူကအတောက်သမားဖောက်သမားမဟုတ်ဘူးကိုကြီးကတော့ one way head line နေပဲ ဟိုအဲ့ဒါဆိုရင်လည်းလို့ကိုကြီးပဲဖောက်လိုက်ပါလားညီမတို့ discount ပေးမယ်လေနော် အမလေးနယူးရမလို့လားအမလေးဘူဆန်လိုက်တာအမလေးဒီလိုလုပ်ပါလားဟို discount ပေးမဲ့အစားလေးကိုကြီးကိုအကျွေးစနစ်လေးနဲ့စီစဉ်ပေးလိုက်ပါ အော်ကိုကြီးကလည်းဈေးဥတော်မပေါက်သေးပါဘူးဆိုဘာကြွေးလဲလို့ဟိုဒီတစ်ခေါက်တော့လက်ငင်းလေးပဲလုပ်လိုက်ပါကိုကြီးရဲ့နော်ဟိုနောက်တစ်ခေါက်ကြလို့ရှိရင်လေညီမလေးအဆင်ပြေရဲ့ခေါက်ကြလို့ရှိရင်လေအကျွေးလည်းပေးမယ်အခန်းကလည်းရှင်းပေးမယ်နော် မလို့လိမ်မလိုက်တာဒီမှာငါတို့တော်တော်ဖြစ်နေပြီနော်ကဲအဲ့ဆိုဘာကြလားအစီစက်တော့ခေါ်ပြောပါရဲ့လားဖေယား ဘာလဲကြိုက်သူဟာ အစီဟိုတပည့်လေညင်ငက်ကလေးတကောင်မိလာလို့အဲ့ဒါကင်ချင်းလို့အစီ ကင်လိုက်လေငါလည်းအရင်နေမြည်လို့ရအောင် အစီကလည်းအငတ်ဒါကင်လို့မရဘူးလေအစီ အဲ့ဒါဆိုဖုတ်လိုက်ပေါ့ အတူတူပဲလေအစီဒီမှာကြည့်ဦးဘာလဲလို့ကြည့်ဦးလေအစီ ဟဲ့ကြိုက်သူ ရအစီ ဟာသူကဘာလဲ ညင်ငက်လေးဘာတာဖလိုင်းလေးတော်ရှင်းလေအစီကင်ဖို့ လှုပ်လာပြန်ပြီကွာဘာမှတွေ့လား ဟိုကျွန်တော်တေးသောပေါ့နဲ့ခလုတ်တိုက်လာတာလို့ပါအစီဒီဘက်ကင်ချင်းလို့ကတော်တော်ဖြစ်နေလို့ပါအစီ အဲ့ဒါဆိုတော့ကင်လေကွာ မရဘူးလေအစီ ဟမ် အာဂီလိုလေအစီ အာရဂီ ဟုတ်ကဲ့ မင်းကင်မဲ့ကိစ္စကိုဘာကိစ္စငါအာရဂီပေးရမှာလဲမဲ့မေပေးလေ အစီကလည်းတပည့်မှာမရှိဘူးလေအစီကျွန်တော်သူ့ကိုညှိပြီးသွားပြီအကျွေးမရဘူးလေအစီလို့ပါအစီအာဂီလေးလုတ်လိုက်ပါအစီကလည်း ကြိုက်သူကမင်းချီးလို့ပဲကွာ ပါတယ်အစီကလုတ်ပါကျွန်တော်နိုးစီကိုကားချစ်ချင်နေပြီနော်အစီလုတ်ပါအစီကကျွန်တော်သူ့မကင်ရရင်အစီကိုကင်လိုက်မှာနော် ဟာရမင်းငါပဲလှည့်ပြီးရမ်းမရှားနဲ့နော် စတာအစီကျွန်တော်ကင်လို့တော့ကင်နေအစီ ဒုက္ခပဲကွာကဲရ ကျေးဇူးပဲအစီကဲအစီလေးတော့ အေးဟာငါဘယ်ကိုလက်ရမှာတော့ ကျွန်တော်ဒီမှာကင်ပါလေရှယ်ကင်လိုက်မယ် ဟာဟေ့ငါကားပေါ်မှာမလုံးနဲ့နော်ဟေ့ကားလက်ပိတ်တယ်ကွာသွားထုံနေသွား ဟိုအစီကနှိမ့်လိုက်တာအစီဟာရတယ် ဟဲ့ကြိုက်တော့ ရအစီ အရင်မကြသေးနဲ့ဟို စိတ်ချပါအစီဟာ7မိနစ်ဟောလို့လက်ညိုးလေးကွေးဖို့7မိနစ်ပဲစောင့်အစီအစီလောက်တာနဲ့ဗျာဇော်ကြီးလက်ဆွဲတွေတော့တိုင်ပတ်ကုန်လာ ကြိုက်သူဟာမင်းတုံတနာယူစမ်းပါ လုံးမေးကြပြလား